ဗုဒ္ဓဝဏိတံသုံးလူထုတ်တင်ဖယားရှင်တို့နှုတ်တွင်ဖွားဖွားရှိကျူအပ်တဲ့ကထိန်ဖြစ်ပါလေလောကဆူရွစကားတိုင်းစွန်းမပိန်ကြောင်းမသိသင်္ကန်းမှာတော့ကထိန်နဲ့စွန့်လူတတ်မယ်ဆိုရင်မိမိတို့အိမ်ရှိစွန့်ရလာတဲ့ကိုတော်ရဲ့တပိတ်သေးကိုစွန့်တစုံဟင်းတပွဲနေ့စဉ်မှန်မှန်ချက်ပြီးတော့လောင်လူမယ်ဆိုရင်ပုဂ္ဂိုလ်ဆွဲလည်းကင်းစေတနာကလည်းနိုင်နေတရားတရားကလည်းဖြူဝင်းပြီးတော့စိတ်နိုင်ကိုယ်နိုင်နဲ့လူရလူဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါလေဒီနေ့မှာရက်ပေါင်း365ရက်ရှိတော့ရက်မမှန်စွန်းတော်သူတို့မှာတရက်မှာပုဗ္ဗစေတနာကုသိုလ်မုံစစေတနာကုသိုလ်အပရစေတနာကုသိုလ်ရဲ့ကုသိုလ်3မျိုးရပါလေ365ရက်ကိုကုသိုလ်3မျိုးနဲ့မြောက်မယ်ဆိုရင်1095ကုသိုလ်ပေါင်းတစ်နှစ်1095မျိုးရမှာဖြစ်ပါလေယခုလိုရက်မှန်မှန်စွန်းလောင်းနေဆိုတာကလေတမင်သက်သက်တကုတကလုပ်နေရတာမဟုတ်ပါဘူးမိမိတို့စားဝတ်ရာရှက်တဲ့အထဲကနေပြီးတော့ဝေခွဲပြီးလူရတာဖြစ်တယ်လုအာယောပစ္စည်းဝတ္ထုပါပင်မနဲ့တောင်းဝန်ကြီးတယ်လို့မဆိုနိုင်ပါဘူးစိတ်နိုင်ကိုယ်နိုင်စေတနာနိုင်သရနိုင်ပစ္စည်းဝတ္ထုနိုင်နေစွာလူရတဲ့အလူမို့စိုးမပိန်လို့ဆိုကြတာဖြစ်ပါလေကျောင်းမှာသိဆိုတာကတော့သာသနာတော်အနေအချင်းကြည့်မယ်ဆိုရင်သိဆိုတာကအရေးအကြီးဆုံးခရီးအရောက်ဆုံးကျေးဇူးအများဆုံးဖြစ်ပါလေဘာကြောင့်လဲယဟန်ခံခံနဲ့သိမရှိကယဟန်ခံတော့မရပါဘူးတန်ဃာတော်များဥပုပ်ကံပြုခြင်းနဲ့သိမရှိကဥပုပ်ကံပြုလို့မရပါဘူးဟောယနေ့ကထိန်ခင်းညင်နဲ့သိမရှိကထိန်ခင်းလို့မရပါဘူးဒါကြောင့်သိဟာသာသနာတော်အနေအချင်းအင်မတန်မှကျေးဇူးများလေအဆောက်အဦဖြစ်ပါတယ်ကျောင်းဆောက်လို့လူတတ်မယ်ဆိုရင်ရိုးရိုးကျောင်းတဲ့သိကျောင်းဆောက်လို့လူတာကအကျိုးကျေးဇူးကိုများပါတယ်ယဟန်ခံမြင်တဲ့သူတွေကထိန်ခင်းမြင်တဲ့သူတွေယဟန်ခံဖြစ်အောင်ကထိန်ခင်းဖြစ်အောင်မိမိလူနဲ့ဆောက်လို့ထားတဲ့သိကကျေးဇူးပြုစွမ်းဆောင်ပေးပါလိမ့်မယ်ကျောင်းတကားကျောင်းမှာသိညောင်းကပုံမူအသုံးဝင်ကျေးဇူးများတဲ့အတွက်ကြောင့်ကျောင်းမှာသိလို့ကုတန်းစကားပြောကြားကြခြင်းဖြစ်ပါလေသင်္ကန်းမှာကထိန်ဆိုတာကတော့ကထိန်သင်္ကန်းမှာတပါဝါဆိုသင်္ကန်းစတယ်သင်္ကန်းအလူမျိုးဟာလေကုသိုလ်လေးရကောင်းကျိုးလေးပေးပါလေရှမ်းသာမဲ့အကျိုးတည်ဖို့ဆောင်ရွက်ပါလေဒါပေမဲ့ဝါဆိုသင်္ကန်းအလူမှာယဟန်တို့မှာတက်ရောက်တဲ့အဘအပြင်းများကိုပေပြောက်ဖြည့်ဆည်းခြင်းကမစွမ်းဆောင်နိုင်ပါဘူးကထိန်လျာမြတ်သင်္ကန်းကသာလျှင်စွမ်းဆောင်နိုင်တာဖြစ်ပါတယ်ကထိန်သင်္ကန်းမှာတပါဝါဆိုသင်္ကန်းစတဲ့သင်္ကန်းအလူများကလည်းကုသိုလ်လေးရကောင်းကျိုးလေးပေးပါလေရှမ်းသာမဲ့အကျိုးတည်ဖို့ဆောင်ရွက်ပါလေဒါပေမဲ့ဝါဆိုသင်္ကန်းအလူမှာယဟန်တို့မှာတက်ရောက်တတ်တဲ့အဘအပြစ်များကိုပေပြောင်းဖြစ်စည်းခြင်းကမစွမ်းဆောင်နိုင်ပါဘူးယခုလိုကထိန်လျာမြတ်သင်္ကန်းကသာလေစွမ်းဆောင်နိုင်တာဖြစ်ပါလေကထိန်ဆိုတာကတော့ပါဠိစကားလုံးကနေဆင်းသက်လာပြီးတော့ကထိနာဆိုတဲ့ပါဠိကိုကထိန်ဟူ၍မြန်မာမှာပြုထားခြင်းဖြစ်ပါတယ်ကထိနာဆိုတာကတော့ငြင်းမြန်ခြင်းခိုင်မြဲခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ငြင်းမြန်ခြင်းဆိုတဲ့နေရာမှာ
ကထိန်နဲ့ပတ်သက်လို့အချိန်ကာလအဖြစ်မြင်မြန်ခြင်းအကျိုးတရားအဖြစ်မြင်မြန်ခြင်းအချိန်ကာလအဖြစ်မြင်မြန်ခြင်းဆိုတာကတော့တရင်ကျွလာပြီးတော့တရက်နေ့မှာတစောင်းမလာပြီးနေအထိတလအတွင်းမှာကထိန်လျာမြတ်တင်ကဆက်ကတူရနိုင်ခြင်းကိုခေါ်ဆိုတာဖြစ်ပါတယ်အကျိုးတရားအဖြစ်မြင်ခြင်းဆိုတာကတော့ကထိန်ခိနဲ့ကြောင်းတိုက်မှာတရင်တော်တော်မူကြတော့ကိုရိမဝါမထမ်းမြောက်တော်မူကြတော့တနည်းအားဖြင့်တော့ဝါဆိုလာပြီးတော့တရက်နေ့မှာတရင်ကျွလာပြီးနေအရှိဝါဆိုဝါကတ်ကြတော့ယဟန်တော်များမှာတရင်ကျွလာပြီးတော့တရက်နေ့မှာတပေါင်းလာပြီးနေတိုင်အောင်9လတိတိတထိန်အကျိုး9မျိုးကိုခိုင်ခိုင်နေနေရရှိစီမှာဖြစ်ပါတယ်တခြားလာများသူကထိန်အကျိုးတရားများပြောင်းလဲသွားခြင်းမရှိညီသူကမှဖြတ်လို့မရအောင်မြင်းမြန်ခြင်းကိုအကျိုးအဖြစ်မြင်းမြန်ခြင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်ကထိန်ခင်းနေဆိုတာကလည်းကျွန်တော်တို့လူပုဂ္ဂိုလ်များကထိန်ခင်းလို့ရတာမဟုတ်ပါဘူးကျွန်တော်တို့လူပုဂ္ဂိုလ်အလူဒါယကအလူလည်းယကာမမိသားစုများကသာကထိန်လျာမြတ်သင်္ကန်းကိုစက္ကန့်တူရန်ရတာဖြစ်ပြီးကထိန်ဆိုတာကတော့ယဟန်တော်များကသာခင်းရတာဖြစ်ပါတယ်ဒီနေရာမှာယဟန်တော်တော်မှာအိုရိမဝါလို့ခေါ်ဆိုတဲ့ပထမဝါဆိုတဲ့ယဟန်များကသာခင်းလို့ရပါတယ်ဘေစီမဝါလို့ခေါ်တဲ့ဒုတိယဝါဆိုတဲ့ယဟန်တော်များကထိန်ခင်းလို့မရပါဘူးကျွန်တော်တို့အလူချင်းအလူဒါယကမာများကတော့ကထိန်သင်္ကန်းကိုလှူဒန်းပေးနိုင်တဲ့ကထိန်သင်္ကန်းအလူချင်းကထိန်ဒါယကထိန်နာယီကာမအဖြစ်သာခံယူခွင့်ရရှိတာပါလူအများအနေနဲ့တန်ခါပါဒီမှာဆိုပြီးတော့သင်္ကန်းလူလိုက်တဲ့သင်္ကန်းတော်များကိုကထိန်ခင်းမဲ့ယဟန်ရွေးချယ်ပြီးတော့တိမ်ထဲမှာညကမဝါစာဖြစ်ပြီးလို့ချင်းကိုကထိန်ခင်းတယ်လို့ခေါ်ဆိုတာဖြစ်ပါတယ်ကထိန်သင်္ကန်းဆိုတာကလေဒီနေ့အလူခံပြီးတော့ဒီနေ့ပြီးအောင်ကန်ဆောင်ပြီးတဲ့သင်္ကန်းမှသာကထိန်ခင်းလို့ရတာဖြစ်ပါတယ်ညလုံးနဲ့သင်္ကန်းမဖြစ်ရပါဆိုလိုတာကတော့ဒီနေ့ရတဲ့သင်္ကန်းကိုနောက်နေ့ကျမှခင်းမယ်ဆိုရင်ကထိန်ခင်းရမရောက်ပါဘူးမတိုးသင်္ကန်းဆိုတာကတော့ရက်လွန်သွားတဲ့သင်္ကန်းမဟုတ်ဘဲဒီနေ့အလူခံဒီနေ့အပြီးကန်ဆောင်ပြီးတော့ဒီနေ့ခင်းတဲ့သင်္ကန်းကိုဆိုလိုတာဖြစ်ပါတယ်ရက်လွန်သွားတဲ့သင်္ကန်းမဟုတ်မှသာလေကထိန်ခင်းလို့ရတာဖြစ်ပါတယ်ဒါအပြင်ယဟန်တော်များဘက်ကလည်းကထိန်သင်္ကန်းကထိန်အလူတော်ဖြစ်ပေါ်လာအောင်စီယုံနာမျိုးအလူခန္ဓာမျိုးလေလုပ်ယူလို့မရပါဘူးနောက်ဆုံးအဆင့်မိမိကိုမွေးပေးလိုက်တဲ့မိခင်ကိုတော်မှကျုပ်เจ้าမှာကထိန်ခင်းမှဆိုပြီးတော့မပြောရပါဘူးအဲ့ဒီလိုပြောပြီးရလာတဲ့သင်္ကန်းကိုလည်းကထိန်ခင်းလို့မရပါဘူးကထိန်သင်္ကန်းအလူရှင်ကမိမိအလိုလိုနားတဲ့သဘောပေါက်ပြီးတန်ခါတာဒေမဆိုပြီးတော့တန်ခါကိုရည်စူးပြီးတော့လူကလန်းနဲ့သင်္ကန်းကသာလေကထိန်ခင်းလို့ရတာဖြစ်ပါတယ်ဒီကထိန်သင်္ကန်းလူတဲ့နေရာမှာလေဒီသင်္ကန်းကိုဘယ်ယဟန်အတွဲစတဲ့ပုဂ္ဂိုလ်ကိုဆွဲပြီးတော့လူတဲ့သင်္ကန်းကိုလည်းကထိန်ခင်းလို့မရပါဘူးတန်ခါကိုရည်မှန်းပြီးတော့လူတဲ့သင်္ကန်းကပဲကထိန်ခင်းလို့ရတာဖြစ်ပါတယ်ကာလအပိုင်းခြားအနေအချင်းတရင်ကျွလာပြီးတော့တရက်နေ့မှာတစောင်းမုံလာပြီးနေဒီတလအတွင်းမှာတကြောင်နဲ့တချိန်တစ်ခါတည်းသာကျင်းပပြုလုပ်ခွင့်ရတဲ့လူတန်းခွင့်ရတဲ့သင်္ကန်းဟာအင်မတန်မှအကျိုးများတဲ့ကထိန်လျာမြတ်သင်္ကန်းဖြစ်ပါတယ်